ကိုယ်တိုင်ပြုတ်တော့ဘဲကတိပါလေးပါတညရေးစိမ့်ပြီးတော့ပြုတ်လိုက်တာမီးအေးအေးလေးနဲ့ပြုတ်လိုက်တော့မကြောက်နူးတာပဲကိုကြိုက်တော့လေပဲစားတာကိုကြိုက်တယ်ဒါကကျမကြီးနဲ့ညီညွတ်တဲ့ပဲဆိုတော့မကြာခဏစားဖြစ်ပါတယ်ဒါကိုလိုစားမလဲဆိုတော့ကျွတ်သွန်စိမ်းလေးနဲ့ပဲစီလေးနဲ့တုပ်စားမယ်ပြီးတော့နှက်စားမယ်အေးသွားတာနော်မီးအေးရင်တော့နူးလွယ်မီးအေးအေးလေးနဲ့စိတ်ရှည်ရတယ်သူတို့စားကောင်းပါအဲ့တော့ကိုယ့်ကိုပြုတ်တော့ဒါဆိုရင်အများကြီးရဒီကကြရတဲ့ဒါ2ရက်3ရက်လောက်အထိစားလို့ရပါတယ်ဒါပါပဲရှင်